နေ့လေးတစ်နေ့မှာတော့ကျောင်းတစ်ခုတော့ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်ဝင်လာခဲ့ပါတယ်။သူ့နာမည်ကတော့ One Stay လို့ခေါ်ပါတယ်။သူ့မျက်နှာဘယ်တော့မှအရေးအပြုံးမရှိပါဘူး။သူခက်တီတီပဲနေတတ်ပါတယ်။သူရီးတဲ့အချိန်ဆိုလို့သူပြုံးတဲ့အချိန်ဆိုလို့သူများတွေနှိမ့်ဆက်တဲ့ချိန်ပဲရှိပါတယ်။တကြောင်လုံးကလည်းသူ့ကိုကြောက်တာလူလည်းရှိရယ်။လောင်တဲ့လူလည်းရှိရယ်ပေါ့နော်။သူကတော့အဲ့လိုမျိုးကြီးဂီးမဆိုင်ပါဘူးသူလမ်းသူရှောက်သူကနဲ့သူအေးဆေးပဲနေတာပါဒီเจ้าကိုလည်းသူတက်ချင်လို့တက်တာမဟုတ်ပါဘူးသူမိဘတွေအတင်ထားလို့ပါကိုသူသွားတာသူ့မောင်ရှိကိုပေါ့နော်သူ့မောင်နှိမ့်ဆက်တာမြင်လို့သူကအခုသွားနေတာပဲဖြစ်ပါလေပေါ့နော်တနေရာရောက်တော့ကျောင်းသားအဲ့နှိမ့်ဆက်တဲ့ကျောင်းသားတယောက်လည်းထွက်သွားခဲ့ပါတယ်အခန်းတစ်ခုဖွင့်ကြည့်လိုက်တော့သူ့မောင်အထဲထဲမှာရှိနေခဲ့ပါတယ်သူ့မောင်လည်းသူကပန်းသီးကိုစုထားမြင်လည်းမြင်သူ့မောင်သူပဲအနိုင်ကျင့်ရမယ်ဆိုတဲ့ပုံမျိုးပါတခြားလူအနိုင်ကျင့်သူကနေငါ့နာမည်ပြောစမ်းလို့ပြောလဲပြောသူ့မောင်မသိတော့ဆိုပြီးလိန်ပြောပါတယ်အဲ့ဒါနဲ့ပဲသူလည်းအာယုံခံကြည့်လိုက်တော့ခုတလောသူကအမြင်နေရနေတာပေါ့နော်သူ့မောင်ပတ်စလီကိုနှိမ့်ဆက်တဲ့လူတွေကိုသူကအာယုံထဲမှာမြင်လိုက်ရပါတယ်ပေါ့နော်ဒီကျောင်းရဲ့အနှိမ့်ဆက်ဆုံးလူတွေပေါ့နော်အဲ့ဒါနဲ့ပဲသူလည်းဒေါသထွက်သွားခဲ့ပါတယ်ခုပဲချက်ချင်းသူ့မောင်နှိမ့်ဆက်တဲ့လူတွေနေရာကိုအမြင်သွားခဲ့ပါတယ်နှိမ့်ဆက်တဲ့လူတွေကတော့ရေကူးလို့ကောင်းနေခဲ့ပါတော့တက်ရှိပါသေးတယ်သူတို့အားလုံးနဲ့တယောက်ကဟိုမှာအယူမလာပြီဆိုပြီးတော့ဝိုင်းပြောကြပြီးတော့ရီကြပါတယ်အဲ့နဲ့ One Stay တဲ့ကြည့်နေခဲ့ပါတယ်အားလုံးကဝိုင်းပြီးတော့လောင်ကြတယ်ပေါ့နော်ပြီးတော့ငါအိတ်ထုတ်ကြီးကိုတည်ပြီးတော့အသားစားငါပေါ့နော်အဲ့ဒါကြီးကိုရေထဲကိုပစ်ချလိုက်ခဲ့ပါတယ်One Stay အဲ့လိုရက်ဆက်ပါတယ်ပေါ့နော်အဲ့ဒါနဲ့ចောင်းသားတွေလည်းကြောက်ပြီးတော့ထွက်ပြေးကြပါတယ်ထွက်ပြီးတော့လည်းအဆင်မပြေပါဘူးဘလို့မှလည်းမလွတ်နိုင်ပါဘူးအသားစားငါးတွေကအားလုံးရဲ့အနောက်ကိုလိုက်နေခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ကြောင့်လုံးဝ One Stay သူတို့အားလုံးမဆရဲကြတော့ပါဘူးနှစ်ယောက်ကတော့လွတ်သွားပြီမဲ့သူ့မောင်အနိုင်ကျင့်တဲ့အဓိကလူကတော့ငါကြိုက်တာခံလိုက်ရပါတယ်ပေါ့နော်ဒီလိုဇာတ်လမ်းမျိုးတွေကြာရင် channel ကို subscribe လုပ်ခဲ့ကြပါအားလုံးပဲပါ